ဒါတော့ချင်းမိုင်မှာကျွန်တော်တဲတဲ့ချင်းမိုင်ပေါ့ sorry ချင်းမိုင်ပေါ့ချင်းမိုင်မှာကျွန်တော်တဲတဲ့ခန်းလေးပါစီတနဲ့ကျွန်တော်တန်တန်ရှင်းရှင်းလေးပါဒီလိုကနေရတဲ့တက်လေးပါရေဘူးရေးရပို့ထိုင်နေပါတိတ် fancy တော့မဖြစ်ပါဘူးကျွန်တော်ဘတ်ဂျက်ခါတော့တော်ကျန်ဖုန်းတော်မပေါ့တခုဆိုရေးကြောင်းတယ်ဘယ်ဘောထွက်ပြီးအောင်မရအောက်ဆိုင်က view လေးရတော့အောက်ဆိုင်မှာမြောက်ကိုက်ဟဲ့လေမြောက်ကိုက်တဲ့မောင်မိုက်နေပါတော့ဘာမှမမြင်အောင်ဆိုပြီးမှလည်းမြင်ရတာတော့သူမရဲ့အပြုံးလေးပါပဲဟဲ့လေအဲ့လိုရှိတယ်ရက်ကတို့ရဲ့ချိန်ပြည့်နော်24 hour 24 hour ဆိုတော့နည်းနေမှာ72 hour ပဲလေသူလွမ်းနေရတော့ပေါ့โอเคပါโอเคအခုကတော့ကျွန်တော်တဲနေတဲ့ဒီ budget hotel ရဲ့ gym room နဲ့ meeting room တစ်ချက်လိုက်ပြပေးမှာဖြစ်ပါတယ် budget hotel ဆိုရင်မှလည်းတော်တော်လေးအဆင်ပြေအောင်လုပ်ပေးထားတော့တွေ့ရပါတယ်ကျွန်တော်တစ်ချက်လိုက်ကြည့်ခဲ့ပါဒါကတော့ချင်းရိုင်းလေးစိတ်နာမှာရှိရအောင်ဒီမှာရေချိုးကန်းအင်လာလဲထားပေးထားရပါတော့ဒါတော့ meeting room out of service ဒါတော့ gym room လေးပါတော်တော်အဆင်ပြေသူ gym room လေးက24 hour ဖွင့်ပေးတာပုံမှန်တခြားတဲဥခန်းတွေ hotel ဆိုရင်ကျွန်တော်သူအချိန်ကန့်သတ်ရှိရပါတော့ဒီကောင်လေးကြတော့ဒါခုနကကျွန်တော်လာပြေးသွားတဲ့ဆက်လေးလည်းအကောင်သားတော်စေတနာရှိသုံးပေးထားတွေ့ဒါတော့အပြင်လောကဘာကိုနီလောခေါ်မှာand outside chill view လေးရဘောကတော့တောင်တန်းရင်တော်လာပါတယ် view ကရစတယ်ဒါအခုကျွန်တော်တဲတာတညဒေါ်လာနဲ့ဆို18ကျပ်လောက်ပဲရှိ18ကျပ်မှာဒီလိုမျိုး quality နဲ့အခန်းရဖို့ဆိုတာဒီအခုကကျွန်တော်ဒီဇင်ဘာเนาะနှစ်ကုန်ဟာနောက်ဆုံးလာလုံးဝ busy ရဲ့လာကြီးမှာမဖြစ်နိုင်လို့တော့ပြောလို့ရတယ်နော်ဒီလိုမျိုးအခန်းဒီလို hotel မျိုးတခါကျရင် hotel တွေအဲ့လိုကိုပတ်စံညလာကလာ3နိုင်လဲကောင်းတာမဟုတ်ဘူးပေါ့နော်စင်ပြာကြီးလည်းရှိတယ်တခါကျရင်ပြောခက်တယ်ဒီလိုမျိုးစင်ပြာလေးဆိုတော့လဲ sharing လုပ်ပေးရတာပေါ့နော်မြောက်လာလေးလည်းတဲလို့ရဒီတော့ချင်းရိုင်းလေးစိမ့်နဲ့လဲကျွန်တော်ထင်တယ်7မိနစ်လောက်ပဲရှိမှထင်တယ်ဆိုတော့စင်ပြေမယ်ဆိုရင်တော့ဝင်တဲကြည့်ကြပါနော်